ပဲကျွန်တော်ဒီနေ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် exam မှာပဲဖြစ်ပါတယ်ကျွန်တော် Minecraft ဆော့တာဒီရှစ်တောင်ရှိနေကျွန်တော်ကခုမှတွေ့တာပဲခုမှပဲရတယ်ဘာလို့ခုမှအားလို့ပေါ့ကျွန်တော်အိမ်ဆော့တာတော့နည်းနည်းအားတော့ပြီးနေပြီကျွန်တော်ဒီနည်းနည်းပါအမြင်ဒီဇိုင်းနဲ့ပြီးနေဒီခောက်မှုပဲကျွန်တော်လေခေးဆောင်မယ်ခုတော့အစာမရှိတော့နှေးနေရနေနေတော့အစာကင်ထားတယ်ကင်ထားတာငါတို့ရပြီငါတို့စားကြည့်ရတယ်ဒီကတော့တော်လေးကိုကျွန်တော်ရတယ်ဒီကုံလို့ရပါတယ်သူ့တက်ပစ္စည်းကိုရတယ်အယုံလေးပဲတော်လေးကိုရပါတယ်အယုံရပြင်နေအရာကိုတတ်မှာကျွန်တော်ကိုဒီစားပဲဟာဒီရပြီးပါပြီပြီးသွားရထားပြီးသွားပြီးသွားပြီဆိုရင်ကျွန်တော်ဒီခေါင်းလေးဆောင်းမယ်ပတ်ပေါ်မယ်ဒီတမျိုးလေးဒီနေ့တက်သွားတဲ့ပုံစံလေးဒီဘက်ကိုတန်တယ်နော်ဒီဘက်ကိုခြေသွားတယ်နော်ဘက်ကိုကြီးရမှာဒီဘက်ကိုအပေါက်ထိုင်းတော့ဒီဘက်ကိုအပေါက်ထိုင်းမှာတော့ကတော့ထားတယ်နော်ဒီတက်တယ်လေးဒီနေရာကိုနော်မလို့အိမ်လေးလာတယ်ဆောင်းမှာโอเคအဲ့ရဆိုလို့ရှိရင်နည်းနည်းခွဲလိုက်ရအောင်ဘယ်လိုစီရင်ထားလဲဆိုတော့ဘယ်လိုစီရင်ထားလဲဆိုတော့ဒီဟာလေးအဖြူအောင်တောင်းဟိုကပြောင်းရဒီဟာကြောင့်ခဏကြပြန်နော်တော့ပြန်မယ်ကျွန်တော်ပြန်မယ်ဒီဟာကျွန်တော်ပြန်နေတယ်ဒီဟာကိုထပ်ထားပြီးကြလို့ရှိရင်ပြီးကြလို့ရှိရင်ဒါလို့ကြားလို့ရှိရင်ဒီအဖြူရအောင်စောက်ထိုးထားအပေါင်းစောက်ထိုးထားပါမလို့ပြီးရောလာဒီဟာကိုစောက်ထိုးထားဒီဟာကိုကျတော့အတဲ့ဟာအရင်ဒီဓာမျိုးလေးစောက်ချင်တယ်ပေါ့ဒီလိုခုအောင်ဆိုင်ပါအချိန်လုံးဆဲပဲနဲ့စားလိုက်ရအောင် let's go အချိန်လုံးဆဲပဲစားလိုက်ရကျွန်တော်မိုးရွာလာပြီโอเคထားလိုက်ပါတော့အချိန်လုံးဆဲပဲစားလိုက်ရအောင် let's go ကျွန်တော်တို့ပထမတစ်ခုကအဲ့ဒါလေးခွဲရမယ်ဒါလောက်ခွဲမယ်ကုန်ခွဲတော့မယ်အကုန်လုံးခွဲလိုက်တော့မယ်ရလဲကုန်ခွဲလိုက်တော့မယ်1 second နဲ့15ခုရတယ်โอเคဒါမှဖြစ်ဘူးတော့ဒီဆက်တစ်ခုပဲရထားပါလေဒီမဟုတ်မစမ်းတော့ပြန်လုံးမယ်စလိုက်ရအောင်တီးလုံးမထည့်တဲ့ကျွန်တော်ဟိုဒါ subscribe မလေးရရှာပါကျွန်တော်ဒါ subscribe လေးလုပ်ပြီးခဲ့ကြပါဦးနော်တော့ TikTok မှာတော့ကျွန်တော်တင်ပါမယ် okay ကျွန်တော် water beacon နဲ့ဆေးမယ်ကျွန်တော်မိုးရွာတဲ့အတန်နဲ့တိတ်တော့မကြားရဘူးခင်ဗျဒါပေမဲ့ဘရိုးအစင်ပြေလာတော့ကျွန်တော်မသိဘူးကြားလောက်မှာပါခေကျွန်တော်စားရလိုက်ရသူစကားလေးမများပဲနဲ့အလုပ်လေးပဲလုပ်လိုက်ကြအောင်ကျွန်တော်တခုတွေးမိလိုက်တာကျွန်တော်ရဲ့ဘူကြီးကစကားပြောမှနေနေတာပေါ့တော့စကားပြောပြပါမယ်ဒါမျိုးလေးဆိုတော့ဒီဒါဘာမောထည့်ထားလဲဆိုတော့ထွေလာပါထွေလာထည့်ထားပါဒါထွေလာကိုဘယ်မှာတောင်းလို့ရလဲဆိုတော့ADD လေး IM မှာတောင်းလို့ရပါတယ်။ Play Store ထဲမှာ ADD လို့ခိုင်းချလိုက်ရင်အဲ့အပေါ်ကလည်းပြန်အဲ့ဒါကို free လာလို့လဲလိုက်ရပါပြီ။ဒီဘလိုကအမေးဆော့မှာပါ။ဒါမျိုးကတော့တော်မိုက်တယ်လို့ပြောရမှာလေ။တော့ဒါဘယ်သူဆော့ရလဲတော့ Minecraft Zoom နဲ့သူက Minecraft
ဆုံးဆိုပြီးတော့သူစောရတယ်ဟိုတော့မစောခဲ့တဲ့ဟာကိုကျွန်တော်အခုမှ2026မှာသူရှိခဲ့ရတာနဲ့ကျွန်တော်စောရပါထွေလာစောရတော့ကျွန်တော်မြန်မာနိုင်ငံအသိမတွေ့ဘူးလေဟဲ့သူအဲ့လိုဇူရီပဲတွေ့ဘူးလေမြန်မာနိုင်ငံမှာတော့တခြားနိုင်ငံမှာလည်းစောလာလို့ကျွန်တော်လည်းမသိပါဘူးကားတန်ရောမျိုးတို့ကြီးဒီခံပြီးတော့ကြည့်ပေးကြပါခင်ဗျာစိတ်မရှိကြပါနဲ့တီးခံပြီးတော့ကြည့်ပေးကြပါတော့โอเคအဲ့ကျညမိုးချုပ်ပြီးတော့ဘိုးတခုကြအောင်ကြည့်ထားနော်ဟော1 2 3အဲ့ကြတာမရဘူးလို့ sorry စတာဗျာကျွန်တော်တို့ကမနက်ဖြန်ရောက်လို့ရှိရင်ပြပြတော့ကျွန်တော်တို့ကဒီအိမ်ကိုအကုန်လုံးစောက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့မိုင်းတွင်းသွားပါမယ်ကျွန်တော်တို့ဒိုင်းမိုးလေးရချင်တယ်ပေါ့ဒီ9တောင်ရှိနေဒိုင်းမိုးလေးရချင်ပါတယ်ဒိုင်းမိုးကတော့ဒါအခုလောလောဆယ်မလုပ်သေးပါဘူးကျွန်တော်အနာဒရဂန်တက်ချင်တယ်ဗျအဲဒီမို့တော့ကျွန်တော်ပေါင်းမစမယ်လုံမယ်ရှော့โอเคရပြီဟုတ်နေပြီခင်ဗျာလှုပ်ကြိုးစားတဲ့ဖိုးတကွာလေးပါညာဒါမျိုးဖြစ်လို့ရှိရင်ကျွန်တော်အောက်ကိုစိတ်နေတော့အမြင်အားပါတော့အေးမရလေအေးပဲရပါမလားတော့မသိပါဘူးโอเคပတ်တီးလောက်ပါလေโอเค perfect or Susano and perfect တော့ဒီအောင်ဓာမျိုးထားကျန်ဓာမျိုးထားကျန်ဓာမျိုးထားမယ်ပေါ့အဲ့လိုတော့ဟိုဒီတက်သားတွေမရှိတော့ဒီတက်သားလေးနဲ့ပဲလိုက်ပါမယ်ဓာမျိုးထားကျန်ဓာမျိုးထားဒီကြားလို့ရှိရင်ဒီဘက်ကိုကြတော့လုံမယ်ဓာမျိုးထားချောင်းရဒီဘက်ထားဓာမျိုးထားခေတာရောဓာမျိုးထားအဲ့ဒါတို့တိတ်လို့မရဘူးဓာမျိုးထားကျွန်တော်ဒီတစ်လေးပါရှာပါမယ်ကျွန်တော်နားမလို့ကြတော့ဟောင်းအဲ့ဒါတိတ်တယ်ကျွန်တော်ဆိုကျမ်းပါဘူးဆရာကြီးမဟုတ်တာဒီမှာဆိုင်မှာ Minecraft ဆော့တာဖြစ်တဲ့အတွက်ကျွန်တော်အားပေးကြပါအောင်ကျွန်တော် Minecraft ကိုခုမှဆော့ရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အားပေးရသူတွေကမရှိဘူးဗျာကျွန်တော်အားပေးဝိုင်းမအားပေးကြပါအောင်ခင်ဗျာโอเคအဲ့တော့အရေးကြီးတဲ့နေရာလေးမှာပဲလိုက်ထားလိုက်တော့မယ်ဒီမှာလေးထားလိုက်မယ်ဒီမှာကျတော့တိတ်မလို့လေဒီမှာထားအဲ့တော့ဝတ်တာဘကနေပဲတက်လိုက်တော့မယ်ပြောင်းရေးဝတ်ဟောဘလို့ဖြစ်နေရလုံးလို့ကောင်းလေးတက်ပြီးပါဟာကောင်းလေးတက်လောဝတ်တာဘကနေတက်ကျွန်တော်စိတ်မလွယ်တဲ့ကိစ္စတော့မလွယ်ပါရောင်းရေးလို့ကြပါဦးခင်ဗျာလို့ကြပါဦးဒီတော့တော်ဒီရโอเคချာဒီဘာဒီမနီတမန်ချဒီချာရိုင်းချာရနေပြီဟုံးနေပြီကျွန်တော်တို့စီစဉ်ရအောင်တိုးတက်လာပြီမြန်မာပြည်ဖြစ်နေပါပြီခင်ဗျာဒါမျိုးမရောချင်တော့လေဒီတက်ကဒါမျိုးတွေထားရမှာဒါပေမဲ့ရောတော့ကြည့်လို့လှပါတော့ဘလို့တို့ကြည့်လို့လှကြလားcomment မှာတစ်ချက်လောက်ပြောပြီးခဲ့ကြ
ဘာမှတစ်ချက်လောက်ပြပေးကြပါဦးကျွန်တော်တကယ်မကြည့်တဲ့လူပါဘို့လှလို့ရှိရင်လှတယ်လို့လှလို့ရှိရင်လှတယ်ကျွန်တော်ရဲ့အိမ်မုံစံလေးကိုပြောပေးခဲ့ကြပါဦးခဏနေဦးနော်โอเคခဏလေးโอเคကျွန်တော်တို့စပါမယ်โอเคအိုင်ရှာပါကျွန်တော်တိတ်မစိုးတယ်တိတ်မစိုးတယ်ခဏနေဦးနော်ခဏနေပါဦးခဏနေပါโอเคပါပါတဲ့ဦးတဲ့မနီယောထားလီယောကျွန်တော်မိုးရလည်းခဏပါပဲပြန်တိတ်တာပါပဲโอเคဒါ TikTok ပေါ်မှာလည်းအပိုင်းတူလေးတွေတင်မှာပေါ့နော်ရုပ်ဒါတော့ episode ခုနက1ပေါ့နော် episode 1လေးကိုအပေးခဲ့ကြပါဦးဒီအိမ်အပြီးဆောက်ပြီးသွားလို့ရှင်ဒီ episode ကနေပြီးပြီလားဆိုလေဟုတ်သေးပါဘူးမသိသေးဘူးရောရှေ့တော့ကျွန်တော်ပိတ်ပါမယ်ရှေ့တော့ကျွန်တော်ပိတ်ပါမယ်ကျွန်တော်ရှေ့ပိတ်ပါမယ်ဒီဆောက်ပြန်ကျွန်တော်ပိတ်တော့မှာဒီအမိုးလေးပဲကျန်တဲ့ပိုင်းတော့ကျန်တဲ့ပိုင်းပေါ့အော်နည်းနည်းတော့ရှေ့နေတယ်ဘို့ကြည့်ပြီးချက်ပေါင်းတီးခဲပြီးရောမဆောက်တတ်တော့လေမဆောက်တဲ့လေးနဲ့ဆောက်အောင်โอเคไอ้โอเคယောလိုက်ကြပြီယောတမ်းယောခေဖခုံးလို့ပြောတို့ဒါကြည့်ရတာလားမသိဗီဒီယိုရှိသွားလားမသိဘူးဒီခက်မျိုးကြည့်ပြီးကြပါဦးညာရောမြတ်တာလက်ခံမြတ်တာရက်ခမှာဒီတက်လောက်တော့ထားပါတော့ဒါနောက် episode ကျရင်ဒါအကုန်လုံးရှင်းလင်းသွားမှာဒီ episode မှာတော့ဒီဒါလေးပဲတင်ပါမယ်โอเคပြီးသေးလားပြီးပြီဆိုရင်အဲ့နော်မှာပေါ့ရှင်းထားလိုက်မယ်ဗျာကြည့်ရဟိုဖြစ်တော့မှာကြောင့်ရှေ့ဖြစ်တော့မှာကြောင့်ဒါပြီးတော့မယ်ဒီအဲ့နော်အားလုံးဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်အိမ်ပြီးရပြီအားလုံးပဲဘိုင်ဘိုင်ရှိလားဘိုင်ဘိုင်